လက်အောက်ချီပြီးနောက်ကညီညီလေးဆိုစမ်းပါပြိဿအနန္တ၅ပါးကိုရှစ်ခိုးပါဤဖရာအနန္တ၅ပါးရှစ်ခိုးပြီးတဲ့နောက်ဒီကနေ့ဘုန်းကြီးတို့1339ခုနှစ်တဇောင်မုံလစုပ်4ရက်နေ့ညတောင်ငူမြို့ရွှေဆံတော်ခေါဘကပင့်လျောက်ချက်အရာရွှေဆံတော်ဇေရီတော်မြတ်ကြီးအတွက်ဘုန်းကြီးကဗဇတ်ဆိုင်လူဆိုင်တရားဓမ္မတွေကလှူနိုင်တဲ့ပုံကိုယ်တွေဆိုတော့ချွေးနေစာလေးတွေနဲ့ကို့နောက်အရိတ်တဖွယ်ပါမဲ့ဒါနဒုတ်ကြီးကိုစိုက်မြုပ်ရအောင်ကျင့်ပတဲ့တရားပွဲကြီးဒီတရားပွဲကြီးမှာဘုန်းကြီးနောက်ပိုင်းဇလံကြီးညာထားတာကကိုပြုတ်တဲ့ကံကိုသာခံတဲ့ပါတယ်တုံးပြိဿကြီးဒီနေ့ကံအကြောင်းကိုဟောမလို့ကံဆိုတာပြိဿကြီးကြားဘူးတယ်မဟုတ်လားကံအကြောင်းတော့သဘောပေါက်တဲ့လူနည်းလိမ့်တချို့ကံအကြောင်းကိုသဘောမပေါက်ဘူးဒီကံဒီဘယ်ကထွက်လာတာလဲလို့ဆိုတော့ဘုန်းကြီးတို့ကမ္မဆိုတဲ့ပါဠိကထွက်လာကမ္မဆိုတာပါဠိပြန်တော့အမှုပိဋကကြီးကမ္မကိုကျွတ်တို့မြန်မာလူပြန်တော့ဘယ်လိုခေါ်တော့အမှုကပိဋကကြီးမေးရအောင်ဘယ်နှမှုလောက်ရှိလက်ထောင်ပြမယ်နော်ဘယ်နှမှုလောက်ရှိ3မှုလက်ထောင်ပြတော့ဖြေကြတာမဆိုးပါဘူးနော်3မှုအဲ့ဒီ3မှုကိုဘုန်းကြီးပြောမယ်နောက်ကလိုက်ဆိုစမ်းပါကာယကမ္မဝစီကမ္မမနောကမ္မဘယ်နှမှုတော့ကာယကမ္မဆိုတာခန္ဓာကိုယ်နဲ့ပြုတဲ့အမှုဝစီကမ္မဆိုတာပါဇက်ကပြောတဲ့အမှုမနောကမ္မဆိုတာစိတ်နဲ့ကြံတဲ့အမှုဘယ်နှမှုတော့ကာယကံမှုသည်ဘုန်းကြီးတို့ဘယ်လောက်ရှိသလဲလို့ဆိုတော့3ပါးရှိပါပါဏာတိပါဒအဒိဏဒါနကာမေတုမိစ္ဆာစာရဝစီကမှု4ပါးသည်မုသာဝါရပိတုနာဝါစာဖရုတ္တဝါစာသံဖပလာပဝါစာ4ပါးမနောကမှုသည်အဘိဇ္ဇာဗျာပါဒမိစ္ဆာဒိဋ္ဌိ3ပါး3ရယ်4ရယ်3ရယ်ပေါင်းတော့ဘယ်လောက်ရှိအဲ့ဒါကိုဒုစရိုက်10ပါးလို့ဒီလိုခေါ်ပါတယ်အဲ့ဒီဒုစရိုက်10ပါးသည်ဘုန်းကြီးတောင်ငူမြို့မှာဟောခဲ့ပြီးသားဖြစ်တဲ့ဖြင့်အကျယ်တဝင့်ဒီဇတ်ထုတ်ထဲမှာဘုန်းကြီးထက်ဆွက်ပြီးတော့ဟောစရာမလိုတော့ပါဒါဖြင့်ကောင်းပြီအဲ့ဒီကံအကြောင်းကိုဘုန်းကြီးသဘောပေါက်အောင်ပြောပရိသတ်ကြီးဒီကနေ့ရောက်လာတဲ့ပရိသတ်သည်မိမိရဲ့စားဝတ်နေရေးအတွက်ငွေရအောင်မရှာဘူးလားပရိသတ်ငွေရအောင်ရှာတဲ့နေရာမှာခန္ဓာကိုယ်ကြီးနဲ့အလုံးမလုံးဘူးလားအဲ့ဒါဘာမှုခေါ်မလဲကာယကံမှုဗါတဲ့တို့ငွေရအောင်ရှာတဲ့နေရာမှာပါဇက်ကကောမပြောဘူးလားပြောပါဗျာဘာမှုခေါ်မလဲဝစီကံပါဗျာစိတ်ကကောမကြံဘူးလားကြံပါဗျာဘာမှုခေါ်မလဲလောဘပါဗျာဒါဖြင့်ခမည်းတော်ငွေရအောင်ရှာတဲ့နေရာမှာခန္ဓာကိုယ်နဲ့လည်းလှုပ်တယ်ပါဇက်နဲ့လည်းပြောတယ်စိတ်နဲ့လည်းကြံတယ်ဆိုတော့ခမည်းတော်နေတိုင်းအမှုပဲနှမှုရှိ3ပါဗျာဒါဖြင့်ဒီပရိသတ်ကြီးအမှုတယ်လို့ဘုန်းကြီးပြောလိုက်ရင်လွဲမလားမလွဲပါဗျာတချို့ကယုံတို့ခတ်တို့ရောက်မှအမှုထင်တာအမှုတန်းလန်းကြီးနဲ့အခုပရိသတ်ကြီးခမည်းတော်နေ့စဉ်ဘယ်နှမှုရှိ3ပါဗျာအမှုတယ်ဆိုတာများဘုန်းကြီးပြောတာလွဲသွားမလားမလွဲပါဗျာဒါကြောင့်
နေ့စဉ်နဲ့အမျှဒီအမှုသုံးမှုကိုပြုနေကြတဲ့လူသားတွေဒီအမှုသုံးမှုနဲ့ပြုတ်ပြီးတော့ငွေရှာလို့ရလာတော့ပရိသတ်ကြီးဝယ်ချင်တာတွေဝတ်ချင်တာတွေအိတ်ချင်တာတွေစားချင်တာတွေပြောချင်တာတွေအဲ့ဒီအကျိုးတရားတွေမခံစားရဘူးလားငွေမရှာလို့ငွေမရရင်အိမ်ဆောက်ချင်တာငွေနဲ့မှဆောက်ဖြစ်တဲ့ဖြင့်အိမ်ဆောက်နိုင်မှာမလားငွေမရှာလို့မရရင်ဝတ်ချင်တာငွေရှိမှဝတ်ရတဲ့ဖြင့်ပရိသတ်ကြီးငွေမရှာရင်ဝတ်နိုင်မှာဝတ်နိုင်ပါဗျာဒါဖြင့်ကောင်းပြီစားဖို့ကောငွေရှိမှစားရတဲ့ဖြင့်ငွေမရှာရင်စားရပါငွေရှာတဲ့နေရာမှာဘယ်နှမှုတော့ဒါဖြင့်အဲ့ဒီအမှုသုံးမှုကိုပြုနေတဲ့ပုဂ္ဂိုလ်များသည်ကမ္မဆိုတဲ့ပါဠိကထွက်လာတဲ့ကံမို့ကံဆိုတာပရိသတ်ကြီးသူများပြုတဲ့အမှုလားကိုပြုတဲ့အမှုလားကိုပြုတဲ့အမှုပါဗျာကိုပြုတဲ့အမှုဒါကြောင့်ကံကိုယုံကြည်ရင်အလုတ်ကိုယုံကြည်ပါသူများလုပ်တာမဟုတ်ဘူးကိုလုပ်တဲ့အလုတ်ကိုယိုသေးရင်ကံကိုယိုသေးပါကံအကြောင်းသဘောပေါက်ပါလားတချို့ကကံအကြောင်းသဘောမပေါက်တော့ပြောတယ်အိုးတဲ့ကံရှိချမ်းသာလိမ့်မပေါ့တဲ့ကံသူများပြုတာကြလို့ကံဆိုတာမိုးပေါ်ကြကြီးမှတ်နေထမရဲ့ကံယုံလို့စူးကြုံနေတော့ပါတယ်စူးတာပဲဟာစူးရီဟာသိတယ်မနောကဒီပေါ်နေစူးမဟာပါဇက်ကပြောတယ်ဝစီကစူးကြုံမှာရောက်နေတဲ့ခြိတော်ကလေးကိုပြန်ရောက်တဲ့ကာယကအဲ့ဒီကံသုံးပါးရောက်စူးပုံကိုမနှင်းမှမစူးမှမစူးအောင်လုပ်တာဘယ်သူလဲကိုလုပ်တဲ့အလုပ်ကိုကံခေါ်တယ်ဒါသဘောပေါက်မလားတချို့ကပြောသေးအိုးတဲ့ကံရှိစားရလိမ့်မပေါ့သူများလုပ်တဲ့အလုပ်ကြီးကြလို့တမင်သက်သက်ကံကြီးကကိုလာအကျိုးပေးမဲ့ဟန်ကြလို့ကဲထမင်းဩတဲ့ထမင်းချက်ပြီးပြီထမင်းတော့ဖြစ်နေပြီကံရှိစားရလိမ့်မပေါ့ဆိုပြီးထိုင်းနေစမ်းမှာထမင်းဩတဲ့ကထမင်းကခြိတော့ပေါက်ပြီးပါဇက်ထဲလာဆင်းမှမလားပြုဝေးတာတနေ့ကုန်ထိုင်ဆောက်ကံရှိစားရလိမ့်မပေါ့လို့ငတ်ပြီး9ရက်ပြည့်သေမဲ့တာမှထိုင်းနေမယုံရင်ဝလိမ့်မပေါ့ဆိုပြီးတော့ထမင်းစားခြင်းနဲ့စိတ်ဒါမနောကံခေါ်တယ်ခုဟဲခဟဲစားမဟဲပါဇက်ကပြောတယ်ဝစီကံခေါ်တယ်ခန္ဓာကိုယ်ကြီးကခုပြီးအလုတ်အလွေးပြုတ်ပြီးတော့ပါဇက်ထဲသွင်းတယ်ဒါကာယကံခေါ်တယ်ပါဇက်ထဲရောက်တာတောင်မှတရားနာပိဋကကြီးအထက်သွားအောက်သွားကြည့်ရသေးတယ်ကြည်အောင်ဒါမှလေကြောင်းနဲ့ရှော့ရှော့ရှူရှူဆင်းမယ်ဗောဒီထဲသွားတစ်ခုအလဲကောင်များမတက်ရင်ရှာကလေးကပို့ပေးရသေးအလဲကောင်တက်အောင်အယိုးလေးများတွေ့ရှာကလေးကရွေးပြီးအပြင်မဲ့နှခမ်းတစ်ခုနဲ့အမွဲစူပြီးထုတ်လက်ကလေးနဲ့ထုတ်ပြရသေးမှန်ရလားဘုန်းကြီးပြောတာမှန်ပါဗျာဒါကြောင့်လက်ဆက်တတ်တော့ကံဆိုတာသူများလုပ်တဲ့အလုပ်မဟုတ်ကိုလုပ်တဲ့အလုပ်ပါလားလို့ဒါကိုသိသွားရင်ကမ္မတက္ကတညာရှိတဲ့ဗုဒ္ဓဘာသာဖြစ်သွားပါပြီဟာကံဆိုတာကိုလုပ်တာတော့မှန်ပြီကံသုံးပါးဖြင့်ကောင်းတဲ့အမှုတွေကိုပြုရင်ငါဒီကောင်းတဲ့အကျိုးခံစားရမကောင်းတဲ့အမှုတွေမကောင်းတဲ့အလုပ်တွေကိုလုပ်ရင်မကောင်းတဲ့အကျိုးငါခံစားရအဲ့ဒီလိုကံရဲ့အကျိုးတရားကိုလည်းပဲကျွတ်တို့ဖရာသားသမီးတွေနားလည်သင့်တယ်တဲ့ဒါကြောင့်ကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးခံစားရမယ်မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးခံစားရသဘောပေါက်နားလည်သွားဗလားပြိဿဒါကြောင့်ဒီကံနဲ့ပတ်သက်ပြီးဒီကနေ့သူပြုတဲ့အမှုကိုသူခံသွားရရှာသောကိုပြုတဲ့ကံနောက်ကပါတယ်တို့ဟိကိုသာခံသွားရရှာသောရှင်မယင်တပါးအကြောင်းကိုကျုပ်ဟောမလို့ဒီကိုပြုတဲ့ကံကိုသာခံဆိုတော့ဇတ်လန်းသည်ကျွတ်တို့မဏိစောရဇတ်မှာဘုန်းကြီးထုတ်ဟောမှာဖြစ်ပါကျွတ်တို့သုံးလောကထွတ်ထားတာပြင်လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးသည်ရာဇဂုံမြို့ဝေလူဝန်ကျောင်းတော်မှာသတင်းသုံးတော်မူစဉ်အခါပရိသတ်ကြီးတရားနာရတာတမျိုးကြီးဖြစ်နေမှာပါခါတိုင်းအတန်နေနဲ့
ကျုပ်လေးလေးနဲ့ဖြည်းဖြည်းပဲဟောနိုင်မှာတော့တယ်ပြိဿခတ်သွက်မဟောနိုင်ဘူးမောတယ်ဗျခါတိုင်းတော့တောင်းနဲ့ကျုပ်အင်မတန်ဟောတာအခုပြိဿကိုနားလေတဲ့ထက်လဲအောင်ရှင်းတဲ့ထက်လဲရှင်းအောင်ကျုပ်လဲအမောသက်တာအောင်တာရှိဟောနိုင်အောင်ရှင်းကတော့မြန်မသေးအောင်ကြည့်ရှုလို့ရတာပဲဗျကိုယ့်အသက်ကိုရှည်အောင်တော့ကြိုးစားပြီးတော့လုပ်ရလိမ့်ဒါကြောင့်တရားနာပရိသတ်ကြည့်အခုဘုရားကိုယ်တော်မြတ်ကြီးဝေလူဝန်ကျောင်းတော်မှာသတင်းသုံးတော်မူစဉ်အခါဓမ္မသဘင်မှာတန်ဃာတော်တွေစကားဖြစ်ကြဘယ်နဲ့တော့ငါရှင်တို့ဒေဝရတ်သည်ဆိုလေစွာဘုရားကိုယ်တော်မြတ်ကြီးနဲ့တစိမ့်လည်းမဟုတ်ရောက်ဖတော့အရင်ရောက်ဖို့တော့အရင်ဖြစ်ပြီးတော့အခုတော့ဖယားကိုယ်တော်မြတ်ကြီးအသက်သေးအောင်အမျိုးမျိုးကြီးအသက်သေးအောင်အမျိုးမျိုးကြံပြီးတော့တတ်နေပါကိုယ်တော်မြတ်ကြီးကိုသူသေးအောင်ဖယားကိုယ်တော်မြတ်ကြီးကိုသူသေးအောင်ကြံနေတယ်သေအောင်တတ်ဖို့အမျိုးမျိုးဆောင်ရွက်နေတယ်အဲ့ဒီလိုစကားပြောနေကြတဲ့အခိုက်ဖယားကိုယ်တော်မြတ်ကြီးစိုက်သွားဟဲ့ခြေသားတို့ဘာစကားတွေပြောနေကြသလဲငါဖယားကြွလာမှဘယ်နဲ့ကြောင့်ရပ်ထားကြတာလဲလို့ဖယားကမေးမြတ်စွာဘုရားတဲ့ဒေဝရတ်သည်ဖယားကိုယ်တော်မြတ်ကြီးအသက်တော်ကိုအန္တရာယ်ပြုလို့၍ပေချောင်းကျမ်းနေတဲ့ကိစ္စတွေကိုပြောဆိုနေကြပါတယ်ဘုရားခြေသားတော်တဲ့ဒေဝရတ်သည်ငါဖယားကိုဒီဘဝမှာသေအောင်တတ်နေသည်မဟုတ်နောက်ဘဝကလည်းသူငါဖယားကိုသေအောင်တတ်ခဲ့ဘူးတဲ့ကွဘယ်လိုပဲတတ်ပေမဲ့လို့သူတတ်တဲ့ဖြင့်ငါဖယားသည်သေတော်မမူခဲ့အခုလည်းပဲငါဖယားရဲ့အာယုခေါ်တဲ့အသက်တော်ကိုဗုဒ္ဓနာဇီဝိတသနာသက်ကကေနစီအန္တရာယောကာတုံသေအောင်တတ်လို့မရဘူးကွပစ္စည်းမဘဝိကဒီခန္ဓာဝန်ကြီးကိုနောက်ဆုံးထမ်းပြီးတော့တပ်ပြညွတ်တာရွှေညံတော်ကြီးဖြင့်တတ္တဝအနန္တဒုက္ခတွင်ကလွတ်ကင်းအောင်ကဲတင်တော်မူ၍နိဗ္ဗာန်သို့ရောက်အောင်ငါဖယားခွန်ဆောင်နေတဲ့အခိုက်အတန့်ငါသားတို့ဘယ်သူမှတတ်လို့သိနိုင်ပြီမဟုတ်ဘူးတဲ့ဖယားကပြေသာကြီးဖယားအသက်ကိုအန္တရာယ်ပြုလို့ရရအဲ့ဒီမရတဲ့ကိစ္စကိုဒေဝရတ်ကြီးတတ်ရန်ကြမ်းနေတဲ့စကားတန်ဃာတော်များပြောသဖြင့်ဘုရားကိုယ်တော်မြတ်ကဒီဘဝမှာမဟုတ်ဘူးနောက်ဘဝတုန်းကလည်းငါဘုရားကိုသေအောင်သူကြမ်းခဲ့ဘူးတဲ့ခြေသားတို့ဒါပေမဲ့လို့မသေးဘူးကွယ်လို့ဘုရားကိုယ်တော်မြတ်ဟောကြားပြီးစကားကိုရပ်ထားလိုက်တော့တန်ဃာတော်များမလျှောက်ဖဲမနေနိုင်ဘူးမြတ်စွာဘုရားတဲ့ဒေဝရတ်သည်နောက်ဘဝတုန်းကဖယားကိုယ်တော်မြတ်ကြီးကိုဘယ်လိုသေချောင်းကြံပြီးတော့သေအောင်တတ်ခဲ့တယ်လဲဆိုတဲ့အတိတ်ဇာတ်ကြောင်းကိုပြန်ပြောင်းပြီးတော့ဟောကြားတော်မူပါမြတ်စွာဘုရားလို့ရှောက်ထားကြအဲ့ဒါလို့ရှောက်ထားကြတော့မှဘုရားကိုယ်တော်မြတ်ကအတိတေဘာရဏတိယံအစချီသဖြင့်အတိတ်ဇာတ်ကြောင်းကိုပြန်ပြောင်းပြီးတော့ဟောကြားပါတယ်ဗျာဟောလွန်လေပြီးသောအခါကဘာယာနာခေါ်တဲ့ရွှေမြို့တော်ကြီးမှာပြမရမင်းကြီးအုပ်ချုပ်စင်ရခါဘယ်မင်းကြီးအုပ်ချုပ်တယ်လဲပြိဿပြမရမင်းကြီးအုပ်ချုပ်တဲ့ချိန်ခါမှာကျွတ်တို့ဇနီးမောင်နှံနှစ်ယောက်ကမိဘရွှေမျိုးမြသဘောတူညီစွာပေးစားထားတဲ့မောင်တုနိတ္တနဲ့မေတုဇာတာလို့နှစ်ယောက်ရှိကြယောက်ျားနာမည်သူနိတ္တမယားနာမည်သူဇာတာယောက်ျားနာမည်ဘယ်သူပါလိမ့်ပြိဿသူနိတ္တမိန်းမကမှတ်သွားနော်ဇပ်ပနဲ့ရိုက်ပေးနေတာအဲ့ဒီသူနိတ္တကိုမြန်မာလိုပြန်လိုက်တော့မျက်လုံးလှတဲ့ယောက်ျားလို့ဒီလိုအဓိပ္ပာယ်ရမျက်လုံးလေးကောင်းခုခေတ်လည်းပြောကြပါတယ်အမဲတဲ့သူ့မျက်လုံးလေးကခေါ်နေတယ်လို့ပဲမျက်လုံးကများခေါ်လို့ရတယ်လို့အလေးသူတို့ချင်းတော့သိကြမှာပေါ့လေခေါ်နေတယ်လို့တဲ့မျက်လုံးလှပြီဆိုရင်တရားနာပိဋကအများအားဖြင့်ဒီမျက်လုံးကိုပဲချိန်မွန်းတတ်ကြပါတချို့မျက်လုံးကြတော့လေ